ကြော်ညာစရိတ်တွေအမြဲတမ်းသုံးနေတယ် Facebook မှာလည်း boosting တွေအမြဲတမ်းလုပ်တယ်ဒါပေမဲ့ customer အသစ်တွေရဖို့ပို့ပြီးတော့ခက်ခဲလာတယ်ကိုယ့်ရဲ့ရှိပြီးသား customer တွေကလည်းကိုယ့်ရဲ့ brand ကိုမေးလို့နီးဖြစ်နေပြီးတစ်ခါဝယ်ပွင့်ကိုယ့်စီတော့ပြန်ပြီးတော့လာပြီးတော့မဝယ်တော့ဘူးပေါ့နော်အဲ့လိုအချိန်မျိုးမှာဆိုရင်တော့ကျွန်တော်တို့ branding တည်ဆောက်ဖို့ကျွန်တော်လိုအပ်နေပါပြီ branding တည်ဆောက်တယ်ဆိုတာ marketing ရဲ့အသုံးစရိတ်ကို short ချတဲ့ investment တစ်ခုပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါအိုင်လာနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ share နိုင်ပါဒီနေ့ပြပြပေးသွားမယ်အကြောင်းအရာလေးကတော့ branding ဆိုတာ marketing အတွက် marketing cost ကို short ချနိုင်တဲ့ investment တစ်ခုဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်စလိုက်အောင်ကျွန်တော်ရဲ့ client နဲ့ customer တွေကိုကျွန်တော်အမြဲတမ်းပြောတယ်ပေါ့နော် marketing နဲ့အမြဲတမ်းလုပ်နေတယ်ကျွန်တော် branding လည်းဒီ awareness ထားပြီးတော့တေချာလေးလုပ်တင်တယ်ပေါ့နော် branding နဲ့ marketing ကိုမျှမျှတတလေးလုပ်တင်တယ်အဲ့ဒါဆိုရင် customer တွေကမေးကြတယ်ပေါ့ကျွန်တော် branding လုပ်ရင်ဘာရမှာလဲဘာကြောင့် branding လုပ်ရမှာလဲလို့မေးတယ် branding ကကြတော့ကျွန်တော် marketing လုပ်တယ်လို့မျိုးဒီဘယ်လောက် engagement ရပါတယ် sales ဘယ်လောက်တက်သွားပါတယ်ဆိုပြီးတော့ကျွန်တော် metric တွေနဲ့ချက်ချင်းတိုင်းပြလို့ရတဲ့အရာမျိုးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ branding ကိုရေရှည်သွားမယ်ဆိုရင်ကျွန်တော်တို့တွေ့ဝိုက်သောနီးနဲ့ branding က effective ဖြစ်မဖြစ်တိုင်းတာလို့ရတဲ့နီးလန်းတွေရှိတယ်နံပါတ်1အချက်ကတော့ brand awareness ပဲဖြစ်ပါတယ်ကိုယ့်ရဲ့ brand ကိုကျွန်တော်တို့ Google search engine တွေမှာ direct ကျွန်တော်တို့ဒီကို brand နာမည်နဲ့ရှာတဲ့သူတွေရှိလားကျွန်တော်တို့ social media ဖြစ်တဲ့ Facebook တို့ LinkedIn တို့ Instagram တို့မှာဆိုရင်လည်းကျွန်တော်တို့ရဲ့ brand ကိုဝင်ကြည့်ရဲ့ engagement တွေ reach တွေ impression တွေကတက်လာလားဆိုပြီးတော့ကျွန်တော်တို့ကြည့်လို့ရပါတယ်အဲ့လိုမျိုး reach တွေ impression တွေကိုကျွန်တော်တို့ branding ကျွန်တော်တို့ဒီ awareness မလုပ်ခင်မှာဘယ်လောက်နှုံထားရှိပြီးတော့ကျွန်တော်တို့ branding awareness လုပ်ပြီးသွားပြီဆိုရင်တော့ဘယ်လောက်နှုံထားထိတက်လာလဲဆိုတော့ before and after ရှင်းကြည့်ရင်သိနိုင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်နံပါတ်2ကတော့ကျွန်တော်တို့ customer acquisition cost ပဲဖြစ်ပါတယ်တော့ကြတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ brand ကိုရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ marketing cost တွေအများကြီးကျွန်တော်တို့ထပ်သုံးစရာမလိုဘဲနဲ့ကျွန်တော်တို့ marketing budget နည်းနည်းသုံးရုံနဲ့ကိုယ့် brand ကိုသိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ customer တွေပို့ပြီးတော့ရရှိလာမယ်အဓိကလွယ်ပြောရမယ်ဆိုရင်တော့ marketing စရိတ်ကိုနည်းသွားမယ်ပေါ့ကျွန်တော်တို့ပုံမှန်ထက်နည်းသုံးပြီးတော့ကျွန်တော်တို့ပုံမှန်ထက်ပို့ပြီးတော့ကိုယ့် brand ကိုလူသိနိုင်တယ်ရောင်းရနိုင်ခြင်းရှိပါတယ်ဗျတတိယတစ်ခုကတော့ကျွန်တော်တို့ customer retention နဲ့ brand value ပါပဲကျွန်တော်တို့ဝယ်ပြီးသား customer တွေကတစ်ခေါက်ထပ်ပို့ပြီးတော့ကိုယ့် brand ကိုထပ်ခါဝယ်လာတယ်ဆိုတာကလည်းကျွန်တော်တို့ branding တိုးတက်လာတာပဲဖြစ်ပါတယ် customer တယောက်စီမှာအမြဲတမ်းဝယ်နေတဲ့ကျွန်တော်တို့ဝင်ငွေပမာဏပေါ့နော် customer တယောက်ချင်းစီဝယ်တဲ့ဥစ္စာကတိုးတက်လာတာလည်း branding လုပ်ခြင်းရဲ့ကျွန်တော်တို့ result တစ်ခုပဲဖြစ်ပါတယ်နံပါတ်4အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့ brand value နဲ့ pricing ပဲဖြစ်ပါတယ် customer တွေရဲ့ review တွေ feedback တွေကအရင်အထက်positive ဘက်ကိုပို့ပြီးတော့သွားတာ branding တေချာလုပ်ထားတဲ့အတွက်ပြိုင်ဘက်တွေထက်ဈေးတင်ရောင်းနိုင်စွမ်းပို့ပြီးတော့ရှိပြီးတော့ profit margin ပို့ပြီးတော့ကျဲလာတာအဲ့ဒီအချက်တွေကလည်း branding အတွက် ROI တွက်ချက်လို့ရတဲ့သွယ်ဝိုက်တော်နည်းလမ်းတွေကတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ကို brand ကို marketing ပဲမလုပ်နေပဲနဲ့ branding မှာလည်း marketing cost တွေတက်သွားအောင် investment လုပ်တင်ကြောင်းဒီ view လေးကနေမှပြောကြလိုပါတယ် branding နဲ့ပတ်သက်တဲ့ knowledge တွေကိုသိချင်ရင် ILA ကို follow လုပ်ပါလို့ရပါတယ်နောက် video မှာပြန်တွေ့ကြတာပေါ့